ဒီနေ့တော့လူအဖွဲ့အစည်းရဲ့အခြေခံကြာဆုံးအုပ်စုလေးဖြစ်တဲ့မိသားစုတွေကတော်ဆက်ပုံစကားလုံးတွေအကြောင်းကိုပြောချင်ပါတယ်မိသားစုတွေကစကားလုံးတွေအကြောင်းမပြောခင်ပထမဆုံးမိသားစုဆိုတဲ့စကားကိုကြည့်မယ်ဆိုလို့ရှိရင်အမိဆိုတဲ့စကားသားဆိုတဲ့စကားတွေပါဝင်တာတွေ့ရပါတယ်အမိတို့သားတို့ပါဝင်တဲ့အစုဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်သားဆိုတဲ့စကားဟာသားကိုရောသမီးကိုပါဆိုလိုတာဖြစ်ပါတယ်မိဆိုတာကတော့မိခင်တစ်မျိုးပဲအကျုံးဝင်ပေမဲ့မိသားစုဆိုရင်တော့အမိရောအဖရောသားရောသမီးရောပါဝင်တယ်လို့အားလုံးနားလည်ထားကြပြီးဖြစ်ပါတယ်အဖေအမေဆိုတဲ့စကားလုံးတွေဟာကလေးတယောက်လူတယောက်ရဲ့ဘဝမှာအတန်ထွက်ရအလွယ်ဆုံးအတန်တွေဖြစ်ကြတဲ့အကြောင်းအရင်အစီအစဉ်တုန်းကကျွန်တော်တို့ပြောခဲ့ကြပါတယ်အတန်ထွက်ရလွယ်ကူတဲ့စကားလုံးကိုအနည်းဆုံးလူတွေကိုခေါ်ထားတာဖြစ်ပါတယ်ဒါပေမဲ့အ내အဓိပ္ပာယ်အရင်အမြင့်ချေချေမြင့်မြင့်မရှိတဲ့စကားလုံးတွေတော့မဟုတ်ပါဘူးဖေဆိုတဲ့စကားအဖေဆိုတဲ့စကားအဖဆိုတဲ့စကားတွေဟာဖဆိုတဲ့စကားလုံးကနေဆင်းသက်လာတာလို့မြန်မာစာအဖွဲ့ကဆရာကြီးဦးထွန်းတင်ကဆိုပါတယ်ဖအေကနေလာပြီးတော့ဖအေကိုပဲအဖေလုပ်တယ်လို့အဲ့လိုပြောကြတာများတယ်ပေါ့လေတခုရှိတာကသူ့ရင်းမြစ်ကတော့ဖဆိုတဲ့စကားနဲ့ပြောလို့ရှိတယ်ဗျဒီအဖေကိုအဖလို့ပဲခေါ်တာပေါ့လေဖောက်ထုံနေပဲပေါ့ဒီနေ့အထိအညာရက်တွေမှာအဖအဘဆိုပြီးတော့အဖေကိုခေါ်ကြတော့မှာအဲ့ဒီအဖဆိုတာကဘယ်လိုအဓိပ္ပာယ်ရပါသလဲကြီးမြတ်တဲ့သဘောကြီးမားတဲ့သဘောအဲ့ဒီလိုလေးအဓိပ္ပာယ်ရပါတယ်အဖဆိုတာကြီးတယ်ဆိုတဲ့သဘောပါတရဝါအဖအထီးကိုခေါ်တဲ့အဓိပ္ပာယ်နဲ့လည်းအတူတူပါပဲအဖဆိုတာဟာကြီးတဲ့မြတ်တဲ့ယောက်ျားတနည်းအားဖြင့်ပြောရရင်တော့ယောက်ျားကြီးဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်ကိုနဲ့အနီးဆုံးဆွေမျိုးအနီးဆုံးဖြစ်တဲ့ယောက်ျားကြီးကိုအဖလို့ခေါ်တဲ့သဘောဖြစ်ပါတယ်အဖဆိုတဲ့စကားဟာကြီးမားတဲ့အဓိပ္ပာယ်ထွက်ကြောင်းကိုဖတက်ကြတဲ့စကားတွေတဲကဖားကိုကြည့်မယ်ဆိုလို့ရှိရင်တော်တော်ထင်ရှားပါတယ်အင်ဂျီယာကိုလက်နဲ့ဆိုလို့ရှိရင်တပေခွဲရှိရမယ်ဆိုရင်တပေခွဲရှိနေရင်တော့ဒါအန်ဂိုက်ပဲပေါ့တပေခွဲမှာနောက်တဲ့နည်းနည်းလေးဆက်လိုက်လို့နှစ်ပေလောက်ရှိသွားရင်တော့ဟာဖာအင်ဂျီယာဖာရာကြီးပဲဖားတာပဲတော်ဖားတာပဲလို့ပြောမယ်ဖားရဆိုတာဘာလဲဆိုအဲ့ဆက်လိုက်တာပဲဆက်လိုက်တော့ဘာဖြစ်လဲရှည်သွားတာပေါ့ဗျာရှည်လျားသွားတာပေါ့ဒါကြောင့်ဖားလျားကြတယ်တို့ဘာလို့ညာလို့ဆဲဖားလျားကလည်းဒီဖားပဲပေါ့ဗျာနောက်ဟိုတရဝါဖားပေါ့ဗျာတရဝါဖားဆိုတာလည်းပဲကျွန်တော်ကြည့်လိုက်တော့ဩဒါလေးကနည်းနည်းကြီးမားတဲ့သဘောလေးကျွန်တော်တို့ကယူလို့ရတယ်နော်ဒါတခုဒါလေးကတခုသွားပြီးတော့ကတ်နေတဲ့သဘောလေးယူလို့ရမှာပေါ့ဒါကြောင့်သူ့ကိုဖားလို့ခေါ်မယ်အိမ်နေပါလိမ့်မှာဒီတခုအောက်ကနေခုခံတဲ့အရာလေးအိမ်ဆောက်တဲ့ခါလေးပါမှာတခုနည်းနည်းလေးမညီညီအောင်ခံရတာလေးကိုဖားလို့ခေါ်တာပဲဆက်ပြီးတဲ့အရာလေးပေါ့ဖားဆိုတာလေးကဆက်တဲ့ဆိုတော့ကြီးတာလည်းဖြစ်နေတာပေါ့နော်ရှည်တာလည်းဖြစ်ချင်းဖြစ်မှာပေါ့ဗျာအပြိုကြီးဖားဖြစ်တယ်လူပြိုကြီးဖားဖြစ်တယ်ဆိုတော့အဲ့ဖားကလည်းကြီးတယ်ဆိုတဲ့သဘောလားဆရာဒါပေါ့ကြီးတယ်လို့လည်းပြောတာပေါ့ကြီးတဲ့အဓိပ္ပာယ်လေးယူရတာပေါ့နော်ရှည်တယ်ဆိုတဲ့အဓိပ္ပာယ်ရတာပေါ့အပြိုကြီးဖားလို့တပည့်ဖားလို့ဆိုတာမိဘမောင်ဖားလို့ဘာလို့ကဖားတယ်ဒါလည်းကြီးမားတာတွေပဲဒီတော့ကြီးတဲ့ယောက်ျားကိုအဖေလို့ခေါ်ပါတယ်ဒီလိုပဲကြီးတဲ့အမျိုးသမီးကိုလည်းအမအမိအမေလို့ခေါ်တာမျိုးဖြစ်ပါတယ်ဟိုခုနလိုဖားလို့ပဲမလည်းစဉ်းစားလို့ရတာပေါ့ဗျာမကတော့ဒါပေါ်လွင်ပါတယ်ကြီးမားတယ်လို့ဘာလို့ပြောတဲ့ခါကျမလို့သုံးတာပဲမတာလည်းကြီးတာပဲကြီးတာလည်းမတာပဲလူကြီးသူမတို့ဘာလို့ပြောတဲ့ခါကျကြီးတာလည်းမပဲမတာလည်းကြီးပဲဒါကြောင့်ကြီးတဲ့အရာတွေဆိုရင်မနဲ့သုံးတာပေါ့လမ်းမတို့ခမ်းမတို့လက်မတို့ဒီအဆောင်မတို့စသဖြင့်ပေါ့မဆိုကြီးတဲ့အဓိပ္ပာယ်တွေဖြစ်ကုန်တာပေါ့ဗျာမဆိုတဲ့စကားမှာဆက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလည်းရှိပါတယ်မဆိုတဲ့စကားပဲကြည့်ဟုတ်လားကျွန်တော်မရဲဆိုတာဟာပစ္စည်းတစ်ခုကျွန်တော်တို့ခုမြင်လာတဲ့စကားပြောပစ္စည်းတစ်ခုကျွန်တော်ကနည်းနည်းလေးမပေးတတ်မအောင်လို့ပြောရမှာမရဲဆိုတာတရားပြတော့ကူတယ်လို့လည်းပြောရမှာကူမတယ်ဟိုထားပါတော့ဒီကူမရဲဆိုတဲ့စကားပြောနောက်တစ်ခုပစ္စည်းတစ်ခုအောက်ကနေရှိနေတာအပေါ်ပင့်လိုက်တယ်ဆိုတဲ့သဘောပြောတယ်ပင့်တာကိုပဲမတယ်လို့ပြောမှာပေါ့ပင့်လိုက်တယ်မလိုက်တယ်ဘာလို့တဲ့မတယ်ဆိုတာဘာလို့လဲတာလဲဆိုတော့တခုကိုကျွန်တော်တို့ကဟိုဆွဲယူလိုက်တဲ့ဟာဆက်လိုက်တာမှားတာပေါ့ဗျာဒီတော့အမအမိအမေမိခင်ဆိုတာဟာကိုနဲ့ဆက်တဲ့ကြီးမားတဲ့အမျိုးသမီးကိုခေါ်တဲ့အဓိပ္ပာယ်ကိုနဲ့အနီးဆုံးဆွေမျိုးတော်ဆက်တဲ့အမျိုးသမီးကြီးဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်ကဲအဖေမေပြီးတော့ကြတော့နောက်သားသမီးဘက်ကိုကျွန်တော်တို့ဆက်ပြီးတော့ကြည့်ကြအောင်ပါ
သားဆိုတာကတော့အသွေးအသားကသားပေါ့ဗျာကိုယ့်ရဲ့အသားပေါ့နော်ကိုယ့်ရဲ့အသွေးအသားဖြစ်လို့သားခေါ်တယ်သားဆိုတာရေပုံအားဖြင့်တော့ယောက်ျားမိန်းမတော့မခွဲပါဘူးဒါမဲ့ကျွန်တော်တို့ခုနားလည်နေတာသားဆိုရင်ယောက်ျားပဲလောကထိပ်ပံမှင်စာတွေကဝေတန္တရာဇက်တော်ထဲမှာဇာလီနဲ့ကနာစိန်ကိုသား2ယောက်ဆိုပြီးတော့8ကြိမ်တိုင်သုံးဆွဲထားပါတယ်ဒီတော့အရင်ကအရင်ကထုံးနေတဲ့မှာသားဆိုတာမိန်းကလေးရောယောက်ျားကလေးကိုပါခေါ်သုံးဆွဲတယ်ဆိုတာထင်ရှားပါတယ်နောက်ကြတော့မှသားနဲ့သမီးကိုပေါ်လွင်ထင်ရှားအောင်ခွဲခြားသုံးနှုန်းလာတဲ့သဘောဖြစ်ပုံရပါတယ်တခြားနေရာတွေမှာလည်းနိုင်ငံသားဆိုလို့ရှိရင်အမျိုးသားရောအမျိုးသမီးရောပါတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးတက်ရောက်ပါတယ်ဒီနေ့အထိဒီလိုပဲနားလည်နေကြတော့မှာကျောင်းသားဆိုလို့ရှိရင်လည်းယောက်ျားလေးရောမိန်းကလေးရောပါဝင်တဲ့ရေပုံရနန်းလို့ဆိုနိုင်ပါတယ်ကျောင်းသားလို့ပြောရင်ယောက်ျားရောမိန်းကလေးရောပါဝင်ပြီးတော့ကျောင်းသူလို့တိကျခွဲပြောမှယောက်ျားမပါမိန်းကလေးတွေကြည်တာလို့ယူဆရမှာဖြစ်ပါတယ်ဒီတော့ကျောင်းသားသမက်ကဆိုလို့ရှိရင်ကျောင်းသူမပါဘူးလားဆိုပြီးတော့အတွေးခေါင်စရာမလိုတော့ဘူးပေါ့လေသားလို့ပြောရမှာယောက်ျားမိန်းမအခွဲခက်လို့မိန်းကလေးကိုသမီးလို့ခွဲခြားပြောလာတယ်ဆိုတော့အဲ့ဒီသမီးကရောဘလို့ဆင်းသက်လာတယ်ဘလို့ဖြစ်ပေါ်လာပါသလဲအသွေးအသားမှာမှသူကကို့မှာတကယ်ဆက်သက်နေရတဲ့အသွေးအသားဖြစ်လို့တနည်းအားဖြင့်ခုနပြောတဲ့မိနဲ့တူတို့မိဆိုတာမိန်းမကိုဟောလို့မိရလည်းပဲအမျိုးသမီးကိုပဲခုနမိန်းမကိုပဲဟောတဲ့ဟာဆိုရင်သမီးဆိုလို့ရှိရင်သားမီးပေါ့ဗျာသားမီးပေါ့သူကမင်္ဂလေးတော့မင်္ဂလေးဒါပေမဲ့ကိုယ့်ရဲ့သွေးသားဖြစ်တဲ့မင်္ဂလေးဆိုတဲ့ခါကျတော့သားမီးပေါ့လေသားမီးလို့ခေါ်တာပေါ့သားမီးကနေသမီးဖြစ်လာပါတဲ့ကျွန်တော်တို့ TL Media ရဲ့အလင်္ကာပလဲပန်းအစီအစဉ်တွေကိုဆက်ဆက်မပြတ်နားဆင်နိုင်ဖို့အတွက် Subscribe လုပ်ထားကြဖို့တိုက်တွန်းပါတယ်ကိုယ့်ရဲ့မိဘညီကိုမောင်နှမသားသမီးတွေတငယ်ချင်းတွေကိုလည်း Subscribe လုပ်ဖို့တိုက်တွန်းပေးမယ်ဆိုလို့ရှိရင်ဗမာလူမျိုးမှန်သမျှဗမာစာအကြောင်းကိုပိုသိလာကြမယ်လို့ယုံကြည်ပါတယ်ခင်ဗျာ